怎么样？那在家里来打入烤肉嘛喏，卤的烤不会一起了。家怎么样？阿米呀，就着木家吧，看米呀，大嘟嘟，大嘟嘟，大嘟嘟。မလွဲပါဘူးအဲ့သာသာအမှန်ပါဗျတို့ပေမဲ့လည်းမရှင်ချက်ကကြီးကျယ်ခမ်းနားစွာလူနေတော့ကျွန်တော်စက်တရေမင်းလာရှိတယ်အလူတော်ပါလို့ပရာဟိတအလူတော်ကြီးကိုဂုဏ်ပြုပေးပါစက်တရေမင်းလာရှိတယ်အလူတော်ပါဒါလေးဆိုပြီးတော့ပြောင်းပြီးတော့ဟုတ်စက်တရေမင်္ဂလာရှိတယ်အလူတော်ပါစက်တရေမင်္ဂလာရှိတယ်အလူတော်ပါမမရှင်ချမ်းညီမလေးငါညမကတူတာဆိုတော့လေသားသမီးတွေလည်းသမီးကိုကြည့်နေတာနော်မမီးကိုကြည့်နေတာကျမရဲ့အလူပါတော့ကျမလေးချွေးနေစားနဲ့တူတာပါတော့ကြည့်နေအလူတော်ပါဒါလေးပြောနော်စက်တရေမင်္ဂလာရှိတယ်မင်္ဂလာရှိတယ်မိုက်တယ်တို့အလူမကြီးကမြမပြည်သိန်းနဲ့အတန်းနဲ့လောတော်ပါမကိုင်းနဲ့သူလည်းပင်မနာပေါ့ပင်မတော့အတန်းဝင်တာပေါ့ဟုတ်တယ်မှာပဲတပီသမီးရဲ့ဆိုခိုင်းမယ်အမေရဲ့သမီးရဲ့ရှိတယ်အမေရဲ့သမီးဘေးမှာရှိတယ်ဆရာမလေးရှိတယ်ဆရာမလေးဆိုမလားအလူတော်ပါနှခုံးနဲ့လူမနော်ဆရာမလေးဆိုမလားစက်တရေမင်္ဂလာရှိတယ်အလူတော်ပါသူကဇော်ဝင်းထွန်းဆရာမကတန်းဝင်းနေတာဇော်ဝင်းထွန်းအမလေးအပြောင်းမခံနိုင်ဘူးနောက်တစ်ယောက်ပြောင်းမယ်အမလေးနောက်တစ်ယောက်ရှိသေးတယ်ဆရာမဘေးမှာဆရာမတွေအများကြီးဝိုင်းနေတာဆိုမနော်အလူတော်ပါနှလုံးနဲ့စက်တရေမင်္ဂလာရှိတယ်သူကချိန်ကေကိုလောက်ကြပါဦးကဲတော်မူကြပါဦးဆရာမတွေအကုန်တန်ဝင်နေတယ်။အော်ဒီဘက်မှာကြံသေးတယ်သမီးတွေကြံသေးတယ်နှလုံးနဲ့လူတော်ပါလို့စက်တရေမင်္ဂလာရှိတယ်လူတော်ပါတာသူကမျိုးကြီးနင်ပေးကြလူအကုန်မလားနောက်တစ်ယောက်ကြံတယ်ဒီမှာပဲလေလာပြီစက်တရေမင်္ဂလာရှိတယ်လူတော်ပါသူကနော်တော်ပြီမိန်းကလေးတွေဆိုမခိုင်းတော့ဘူးတို့စုချတယ်အလူတကာကြီးစုခိုင်းတယ်အလူတကာပြသေးတယ်အလူတကာဆိုမနဲ့စက်တရေမင်္ဂလာရှိတယ်လူတော်ပါစက်တရေမင်္ဂလာရှိတယ်လူတော်ပါသူ့ရဲ့ချစ်ကိုစုခိုင်းမယ်သူ့ရဲ့ချစ်ကိုစုခိုင်းမယ်သူ့ရဲ့ချစ်ရှိတယ်ဘေးမှာကြံသေးတယ်ဒါမှစုံတွဲမှာလိုက်ဖတ်မှာပေါ့ဒါမှစုံတွဲလိုက်မှာလေလင်ကောင်းမရနိဗ္ဗာန်သွားမယားကောင်းတဲ့လင်နိဗ္ဗာန်လွင်ဟုတ်တယ်လင်ကရှေ့ရသွားပြီးမယားကနောက်ကလိုက်ရမယ်မမရဆုံးမလူတော်ပါနှလုံးနဲ့စက်တရေမင်္ဂလာရှိတယ်လူတော်ပါစက်တရေမင်္ဂလာရှိတယ်လူတော်ပါဒါမှလိုက်ဖတ်သွားမှာလင်နေမယားသူ့ကိုတိလက်ရှင်ဝတ်ခိုင်းမယ်တိလက်တင်ဝတ်ဘာလို့တော့သူအတန်ကောင်းတယ်အဲ့တော့သူဒါနသမမြတ်တရားပါနေရှင်တော့ကြာနေမင်းညာဆရာလေးတွေနဲ့ရောကုန်နေမယ်စက်တရေမင်္ဂလာရှိတယ်အလူတော်ပါစက်တရေမင်္ဂလာရှိတယ်အလူတော်ပါရွှေဆိုင်တော်ကြီးနေတာဒီအလူတော်မှာစင်ပေတော်ရဲ့သမီးလေးဇူးဆန်တဲ့ရုပ်ရှင်တဲ့ဗီဒီယိုတော့ဆောင်းစူပါဘဲတော့ဗိတ်တိတ်ခမင်္ဂလာစတော်မူပါပြီခမရဇူးလုံးမှန်နော်ကိုဘဲတော့ကလည်းမလျှော်ဘူးဇူးဆန်လည်းမလျှော်ဘူးအေးပါဆိုင်ရောဗိတ်တရောကောင်းလို့ဟိုမှာမောင်ရှင်လောင်းတွေရောနားသားတွေရောအိပ်ပျော်ကုန်ပြီအဲ့ဒါကမျက်စိနဲ့ညောင်းလို့ဖိနဲ့ပြောင်းကြည့်တာနော်ဖိနဲ့ကြည့်လို့ရသလားဟဲ့နေခုနကကြီးစရာပြောတော့ကလေးတွေကရီတယ်လေဖို့ဘေးအဲ့ဒါအေးပေါက်တာသမီးဟိုမှာမင်းဦးဘဲတော့အရှင်ကနေ तू ကတကယ်ဆိုးသွားတာဗျဆိုမနော်ဒုံးလည်းမလျှော့နဲ့ချမယ်ငါတူမရွှေဆိုင်တော်ကြီးနေတာ
သူဆန်နဲ့ဖဲတော်တို့ဗိတ်သိက်ခန်းစပါပြီခမရတကယ်တီးတာဗျ ဟောတကယ်တီးနေတာဖလင်များတစ်ခုမှမပေါသေးရအစ်စ်နဲ့တီးတာဇူးဇူးဆန် ဟုတ်ပါရဲ့စကနော် ဟောကလမကြီးဝင်လာပြီ ကလမမဟုတ်ပါဘူးဟဲ့ မသိဘူးဟဲ့ပဝါကြီးအုပ်ဝင်လာတော့ငါကလမကြီးဗလီ နေ တက် ပူ ပြန် လို့ပါဟဲ့နေပူလို့ပါဟဲ့ ဟောအဲ့လိုလားရှေ့မန်းသူလေးဟာလာဇူးဇူးဆန်းเนี่ย